ဒီမှာတော့ညီကိုတွေအားလုံးဆောင်ရွက်နေကြတဲ့ Premium Crate မှာ Baskin လေးပေါဝင်လာမလဲဆိုတာကိုပြောပြပေးပါမယ်အားလုံးပဲမင်္ဂလာပါမီရှယ်ပါ Touch Mobile Update 4.4 ရဲ့ Premium Crate လေးကိုတော့လာမယ့်မေလ session နေ့ကျရင် game ထဲကိုရောက်ရှိလာမယ်လို့သိရပြီးတော့ Upgrade Gun Skin အနေနဲ့ကိုတော့ညီကိုတွေအားလုံးဆောင်ရွက်နေကြတဲ့ M416 Skin တွေကထွက်ရှိလာမှာမဟုတ်ပါဒီကထွက်ရှိလာမဲ့ skin တွေနဲ့ကိုတော့ Mega Trade လို့ခေါ်တဲ့ခုဖော်ပြထားတဲ့ beta skin တွေက Upgrade Gun Skin တွေနဲ့ထွက်ရှိလာမှာပါ Gun Skin effect တွေအနေနဲ့ကိုလည်း K effect, K Massive, K effect မှာမကဘဲနဲ့အခုနောက်ပိုင်း Upgrade Gun တွေမှာပါဝင်လာတဲ့ Tin Focus effect ကိုလည်းထပ်မံထည့်သွင်းပေးထားရမလို့ Premium Crate Skin တစ်ခုအနေနဲ့ကတော့တော်လေးကိုတန်တယ်လို့ပြောရမှာပါ။ဒါတော့ Touch Mobile Update 4.4 မှာထွက်ရှိလာမဲ့ Premium Crate Skin တွေကိုညီကိုတွေအနေနဲ့ဘယ်လိုထင်နေမိလဲ comment မှာဆွေးနွေးခဲ့လို့ရပါတယ်။ပြီးတော့ညီကိုတွေကိုပြောချက်တစ်ခုရှိပါတယ်။ဒီပုံလေးကိုချက်ကြည့်ပေးပါမီရှယ်ဗီဒီယိုကြည့်ထားပြီးတော့96% လောက် follow မလုပ်တာမြင်ရတော့မီရှယ်အနေနဲ့နည်းတော့စိတ်မကောင်းဖြစ်မိပါတယ်တကယ်လို့ဖြစ်နိုင်မယ်ဆိုရင်ညီကိုရီအနေနဲ့မီရှယ် channel လေးကို follow လေးနဲ့တော့ပြဖို့မြတ်တာရက်ခံချင်ပါတယ် follow မလုပ်တော့ညီကိုရီကိုလည်းမီရှယ်အနေနဲ့စိတ်မဆိုးမိပါဘူးမီရှယ် content တွေကညီကိုရီကိုဆွဲဆောင်မှုမလုပ်သေးဘူးလို့ပဲမြင်ပါတယ်ဘာဖြစ်ဖြစ်ပါကြည့်ရှုပေးကြတဲ့ viewer တွေအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲကောင်းသောနေ့လေးကိုပတ်စံနေကြပါစေ Okay.